ကေဘကစီပင်တော့တောင်ထိပ်ကိုရောက်ဖို့တဆင့်ပဲကျန်ပါတော့တယ်ရထားတို့လေးစီပြီးတက်လို့ရတယ်လို့လမ်းလျှောက်ပြီးတက်လည်းရပါတယ်ဒီနေရာကနေကြည့်လိုက်ရင်ဘိုးတော်ရုပ်ပွားတော်ကြီးကိုလှမ်းမြင်ရတယ်လို့ဘုံကျောင်းလေးကိုလည်းတွေ့နိုင်ပါတယ်ရတိတူအေးလေးနဲ့တစုံမီဖို့ပူပူနွေးနွေးလေးစားတာလည်းအရန်ကိုလိုက်ဖမှုရှိပါတယ်ရထားမီလေးစီးပြင်တော့ဖန်စီပန်တောင်ထိပ်ကိုရောက်ပါပြီလမ်းတင်ခန်းနာနဲ့ကျုံတဲ့ဗီဒီယိုရိုက်ခဲ့ပါသေးတယ်အင်ဒိုချိုင်းနာကျွန်းဆွယ်ရဲ့အမြင့်ဆုံးတောင်ထိပ်မှာမြန်မာနိုင်ငံအလံနဲ့လည်းတက်ပုံရိုက်ခဲ့ပါသေးတယ်အပြန်ကိုတော့ရထားနီလေးတွေလက်မှတ်မဝယ်ပဲလမ်းလျှောက်ဆင်းခဲ့ပါတယ်ဖန်စီပန်တောင်ထိပ်မှာကရသေးတူပြောင်းတယ်ရမ်းမြင်ပါတယ်ပြန်ဆင်းမှာလူတွေချက်ချင်းဆိုင်လာပြီးတောင်ကျုံကိုကောင်းကောင်းမမြင်ရပါဘူးခဏနေတော့မိုးတွေပါရွာလာတော့တယ် Thank you for watching. Bye.